ဒီရက်ပိုင်းမှာအရန်ဟော့ဖြစ်နေတယ်တီမောနဲ့ပြဿနာအဲ့ဒါကနည်းနည်းလေးဘယ်လိုခေါ်မလဲနှိုက်ပြီးတော့တွေးရမယ့်ဟာရှိတယ်ကျွန်တော်အဲ့သတင်းလေးကိုဖတ်တာပြီးနည်းနည်းလေးနှိုက်ပြီးတွေးရလိမ့်မယ်မြန်မာအာဏာပိုင်တွေအပေါ်တိုင်တန်းချက်ကိုတီမောလက်စတာအစိုးရရှင်းနေရုံကလက်ခံမှုဖွင့်လိုက်တယ်တဲ့မြန်မာယာယီသမ္မတကြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်မြန်မာအာဏာပိုင်တွေဟာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိကြောင်းတီမောလက်စတာနိုင်ငံနဲ့တိုင်တန်းမှုအပေါ်အခုဆိုရင်တီမောလက်စတာတရားရေးအာဏာပိုင်တွေကအမှုလက်ခံဖွင့်လိုက်ပြီတဲ့ဒါအရှေ့တောင်အာရှအာဆီယံအဖွဲ့ထဲမှာအဖွဲ့ဝင်နိုင်ငံတစ်ခုကနောက်အဖွဲ့ဝင်နိုင်ငံတစ်ခုအရေးနဲ့ပတ်သက်ပြီးပထမဆုံးအကြိမ်အမှုလက်ခံဖွင့်လှစ်တာဖြစ်တယ်တဲ့တိုင်တန်းချက်ကိုလူသားချင်းလူအခွင့်အရေးအဖွဲ့ CHRO ကကမကထလုပ်ပြီးတီမောလက်စတာရဲ့မြို့တော်ဒီလီမှာရှိတဲ့အစိုးရတရားစွဲရှေ့နေရုံးတန်းလွန်ခဲ့တဲ့သတင်းပတ်တုန်းကတိုင်တန်းခဲ့တာဖြစ်တယ်တဲ့တိုင်တန်းချက်တင်အပြီးမှာပဲဒီကိစ္စကိုအမှုလက်ခံဖွင့်ရမလားဆိုတာကိုသုံးသပ်ဖို့တီမောလက်စတာဝါရင်အစိုးရရှေ့နေတယောက်ကိုတရားရေးအာဏာပိုင်တွေကတတ်မှတ်တာဝန်ပေးခဲ့တယ်အခုကအမှုကိုလက်ခံဖွင့်မှုဆုံးဖြတ်လာတာဖြစ်တယ်တဲ့အခုလိုတီမောလက်စတာဘက်ကအမှုလက်ခံဖွင့်ပေးတဲ့အပေါ်ကြိုးကြောင်းနဲ့ချင်းလူမျိုးတွေအပါအဝင်မြန်မာနိုင်ငံတစ်ခုလုံးကပြည်သူတွေအတွက်တရားမျှတမှုရှာဖွေဖို့ရာရှေ့ဆက်ပြီးတော့လေတီမောလက်စတာအာဏာပိုင်တွေကအရက်ဘက်အဖွဲ့တွေနဲ့အတူလက်တွဲဆောင်ရွက်သွားမယ်ဆိုပြီး CHR မှုကပြောတယ်တဲ့ဆိုတော့ကျန်တာတွေတော့ခင်ဗျားတို့သိပြီလောက်ဖြစ်လိမ့်မယ်နော်အဲ့တော့ကျန်တာတွေကလည်းဒါနဲ့ပဲဆိုင်နေတာပေါ့နော်ဒါရှောက်ချက်ကရေးတာတော့အဲ့တော့ဘယ်သူကတရားစွဲတာလဲဆိုတော့ချင်းလူအဖွဲ့အစည်းကတရားစွဲတာအဲ့တော့ကျွန်တော်တို့ကချင်းလူအဖွဲ့အစည်းရှိတယ်ကချင်ရှိတယ်ဟိုကျွန်တော်ဒါလေးကကျွန်တော်မြေပြင်မှာရှိတဲ့အချက်လက်တွေじゃကျွန်တော်သုံးသပ်ပြတယ်မြန်မာနိုင်ငံကအနောက်တကားပြဿနာကြီးပဲမဟုတ်ဘူးအရှိနဲ့မြောက်ရက်မှာလည်းပြဿနာရှိတယ်အဓိကဘာလဲဆိုတော့မြန်မာနိုင်ငံကဗုဒ္ဓဘာသာတွေအများစုကိုးကွယ်တဲ့နေထိုင်တဲ့နိုင်ငံဖြစ်တယ်ကျွန်တော်ဒီနေ့မှာနည်းနည်းလေးဘာသာရေးကမပြောလို့မရဘူးနည်းနည်းလေးထည့်ပြောဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုတော့တချို့ကိစ္စတွေကကျွန်တော်တို့ကပြဿနာတစ်ခုကိုလက်တဆုံးနှိုက်ဖို့လိုအပ်တယ်ကျွန်တော်ပြောချင်တာနော်အဲ့တော့ဒီတီမောလက်စတာနဲ့ချင်းလူဖွဲ့စည်းနေကအခုမှမဟုတ်ဘူးအရင်တည်းကဆက်ဆံမှုရှိတယ်အာဆီယံဒေသတွင်းမှာနိုင်ငံတွေထဲမှာခရစ်ယာန်နှစ်နိုင်ငံပါတယ်ဒါကပြောရလို့ရှိရင်ဖိလစ်ပိုင်နဲ့တီမောလက်စတာရဲ့နိုင်ငံတော်ဘာသာကခရစ်ယာန်ဘာသာဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံတော်ဘာသာခရစ်ယာန်ဘာသာဒီကချင်တို့ချင်းတို့ကတော်တော်များများကဖိလစ်ပိုင်ကိုသွားကြတယ်ဒါပေမဲ့ဖိလစ်ပိုင်နဲ့တီမောလက်စတာနဲ့ကမတူညီတဲ့ခရစ်ယာန်တွေအော်သိုဒေါက်နဲ့ကျွန်တော်ချင်တာကတော့ရိုမန်ကက်သလစ်ထင်တယ်ဖိလစ်ပိုင်ကအမေရိကန်ခရစ်ယာန်ဟိုနင်းကတော့ကျွန်တော်ထင်တယ်ဒီတီမောလက်စတာကတော့ပေါ်တူဂီပေါ့နော်အော်သိုဒေါက်တွေဖြစ်ဖို့များတယ်ဒီခရစ်ယာန်အဲ့တော့ပြောရရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကဒီဗုဒ္ဓဘာသာအတိုင်းဝိုင်းကိုရည်ရွယ်ချက်ရှိဒီဇိုင်းမမတ်ထိုးနှက်နေတာကခုနကျွန်တော်ပြောတဲ့ဘာသာနှစ်ခုရှိတယ်အဲ့တော့ဒီခရစ်ယာန်လူအဖွဲ့အစည်းကတော့သူတို့ကဟိုဘယ်လိုခေါ်မလဲတခြားနီးနဲ့တွန်းတိုက်လှုပ်တယ်လို့ဒီဘက်မှာအစ္စလာမ်လူအဖွဲ့အစည်းကလည်းသူတို့ကျွမ်းကျင်တဲ့နီးတွေနဲ့သူတို့တွန်းတိုက်လှုပ်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကြောင့်ဒီတီမောလက်စတာနဲ့ချင်းလူအဖွဲ့အစည်းနဲ့ဆက်ဆံရေးရှိတယ်ဆိုတာတိတ်မထူဆန်းဘူးကျွန်တော်ဒါလေးကိုကျွန်တော်ဆွဲထုတ်ချင်တိတ်မထူဆန်းဘူးဒါပေမဲ့ကျွန်တော်ခုနပြောသလိုတီမောလက်စတာကိုချင်းကတိုင်လိုက်လို့ဘာလုပ်လို့ရမလဲဘာမှလုပ်လို့မရဘူးသို့ပေမဲ့ညောင်းနေသို့ပေမဲ့ခရစ်ယာန်လူအဖွဲ့အစည်းတွေကြားထဲမှာဒီတိုင်တန်းစာတို့ဒီထဲမှာပါတဲ့အချက်လက်တို့ကျေပြန့်အောင်လုပ်လို့ရတယ်သူတို့အနေနဲ့ဥပမာထားပါတော့ဗျာကျွန်တော် Sky News တို့ပါလို့ Sky News ဆိုတာကျွန်တော်ထင်တယ် Sky News ဆို Australia ထင်တယ် Australia New Zealand တို့ထင်တယ်ဒါတွေဆိုလို့ရှိရင်ပြောရရင်အဓိကအဖြစ်ခရစ်ယာန်အတန်တွေကိုမြန်မာထုတ်တဲ့သတင်းဌာနတွေဒါကျွန်တော်ဒါတွေကလက်ဆုံးနှိုက်ကြည့်မှသိတယ်စသည်အဖြစ်အဲ့တော့အဓိကအဖြစ်ဘာလဲဆိုတော့တီမောလက်စတာနိုင်ငံဟာအာဆီယံအဖွဲ့ဝင်ဖြစ်လာတာတင်းပြည့်အဖွဲ့တောင်မဖြစ်သေးပါဘူးကျွန်တော်ထင်တာနော်ဖြစ်လာတာမကြသေးဘူးအဲ့လိုမကြသေးတဲ့အချိန်မှာပဲဒီချင်းအဖွဲ့အစည်းကတီမောလက်စတာကိုသွားတိုင်တယ်ဟုတ်ပြီချင်းအဖွဲ့အစည်းကဘာလို့တီမောကိုတိုင်တာလဲတခြားအာဆီယံနိုင်ငံတွေရှိတယ်တခြားအာဆီယံနိုင်ငံတွေကိုဘာကြောင့်မတိုင်တာလဲမဟုတ်ဘူးအဓိကအဖြစ်ကခရစ်ယာန်ကမ္ဘာမှာရှိတဲ့ခရစ်ယာန်လူအတိုင်းဝိုင်းရဲ့ခရစ်ယာန် community ရဲ့အားကိုလိုချင်တာဒါကိုကျွန်တော်ပြောချင်တာအားကိုလိုချင်တာအဲ့တော့ဒီပြဿနာခုနပြောလို့တဆုံးနိုင်ရမယ်ဒါပေမဲ့ဘာဖြစ်လာနိုင်လဲဘာလုပ်နိုင်လဲဘာမှလည်းမဖြစ်သလိုဘာမှလည်းလုပ်လို့မရဘူးကျွန်တော်ပြောနေတာဘာမှလည်းမဖြစ်သလိုဘာမှလည်းလုပ်လို့မရဘူးတို့ပေမဲ့ကျွန်တော်တို့ခုနပြောသလိုပေါ့ကျွန်တော်တို့လူအဖွဲ့အစည်းအနေနဲ့ဟာလာဒီပြဿနာတွေကိုဟာလာထားပါတော့သူတို့တိုင်မယ်ဗျာတခြား
ဟလာဘလူးခေါ်မလဲသူတို့တိုင်ထားတော့ဗျာအဓိကဖြစ်ရတဲ့ကတော့9လအရွယ်ကိုဝင်ဆောင်မျိုးသမီးတယောက်ကိုဟလာသူ့ရဲ့ခုံမျက်စိရှိမှနဲ့အိုးစုပဲမရင်းချင်းနဲ့ဘာညာလူတယောက်တရားဒါတွေသူတိုင်ထားတယ်ဒါတွေကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့တရားဥပဒေနဲ့ဖြည့်ရှင်းလို့ရတာလေဟုတ်ပြီဒါဆိုရင်ကျွန်တော်2021ကအာနာမထိန်တလားလို့ကကျွန်တော်ချင်းပြူရောက်တယ်နော်မြန်မာလူအဖွဲ့အစည်းတစ်ခုနဲ့ပေါ့နော်မြန်မာတကယ်ဘယ်လိုခေါ်မလဲကုညီရေးထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုနဲ့ကျွန်တော်ချင်းပြူရောက်တယ်ဘုံကြောင်တစ်ကြောင်ရောက်တယ်အဲ့ဒီဘုံကြီးရဲ့ကြောင်ကလည်းဘာလုပ်လဲဆိုအဓိကအဖြစ်တောင်တန်းသာသနာပြုဘုံကြီးကြောင်ချင်းကလေးတွေတောင်တန်းသာသနာပြုဆိုရင်ဗုဒ္ဓဘာသာတွေကိုသွင်းတာမဟုတ်ဘူးနော်ချင်းကလေးလေးတွေချင်းလူငယ်လေးတွေအကုန်လုံးဟလာအဝိဆယ်တွေပေးတယ်မုတ်တွေပေးတယ်ဘုံကြီးတွေလို့နော်တူတီမှာ TV ပြတယ်ဒါမျိုးတွေလုပ်တာပေါ့ဗုဒ္ဓဘာသာဝင်ရမယ်လို့ပြောတာမဟုတ်ဘူးတချို့ကလေးတွေဆိုလို့ရှိရင်ဟလာညဘက်ဘုံကြီးတွေဖျားရှိခိုးတယ်ဘာညာသူနောက်မှလာထိုင်ပြီးတော့မိုးလေးစားနေတယ်ဒီဘုံကြီးတို့တော်တော်များများချင်း community ကချစ်တယ်ဒါပေမဲ့အဲ့ချင်း community မှာရှိတယ်ဗာလဲဆိုတော့ဒီ Christian တွေကဒီဘုံကြီးကိုမကြိုက်အာနာထိန်ပြီး2လလောက်ကြာမှဒီဘုံကြီးเจ้าကိုမီးရှို့လိုက်တယ်လို့ကြားတယ်ဒီဘုံကြီးကတော့အသက်ခံလိုက်ရတယ်ဒီဘုံကြီးเจ้าကိုမီးရှို့တယ်ဆိုတာတော့ဟုတ်ချင်မဟုတ်လိမ့်မယ်ဒါပေမဲ့ဒီဘုံကြီးကရဲရဲဆက်ဆက်အသက်ခံလိုက်ရတယ်အဲ့လိုပဲချင်းပြည်နယ်မှာရှိတဲ့ဗုဒ္ဓဘာသာသာသနာပြုကျောင်းတွေတော်တော်များများဘုံကြီးတွေကအဲ့ဒီခုနကျွန်တော်ပြောတဲ့ဒီ CHR ဒီချင်းလူအဖွဲ့အစည်းရဲ့အောက်မှာရှိတဲ့လက်နက်ကင်တွေရဲ့အသက်ခံလိုက်ရတယ်ကျွန်တော်ပြောချင်တာနော်ကျွန်တော်ပြောချင်တာအဲ့တော့ဒီဟာကသူတို့တိုင်တာတွေကပြောရရင်ခေါင်းနဲ့ထည့်စရာမလိုတိုးပင်မဲ့အဓိကဒီပြဿနာတွေကိုဘယ်လိုဖန်တီးတာလဲဆိုတော့ကျွန်တော်သိချင်တယ်ကျွန်တော်ဘယ်လိုခေါ်မလဲသုံးသက်ချင်တာအဲ့တော့ချင်းကနေချစ်တီမောကိုသွားပြီးတိုင်နေဆိုတော့ဒါတော့ဗျာသူ့ဘောက်သူအားကိုးရပါဗျာသူ့ဘောက်အားကိုးတာကျွန်တော်တို့ခေါင်းနဲ့မထည့်ပါတိုးပင်မဲ့ဟုတ်လားတိုးပင်မဲ့ဒီဟာကပေါ်သေးသေးလေးမဟုတ်မြန်မာပြည်ကိုချစ်တီမောကဘာမှလည်းလုပ်လို့မရဘူးတိုးပင်မဲ့ဒီဟာကကမ္ဘာမှာရှိတဲ့ခရစ်ယာန်လူအဖွဲ့အစည်းနဲ့ဘုရားဘာသာလူအဖွဲ့အစည်းကို heart to heart လုပ်ပေးလိုက်တာ heart on saturation ပေါ့ဗျာခေါင်းချင်းတည်ပေးလိုက်တဲ့သဘောပဲဒါလောက်ကိုတော့ကျွန်တော်တို့သုံးသပ်ရလိမ့်မယ်ဒါလောက်ကိုစဉ်းစားထားရလိမ့်မယ်အဲ့ဒါကြောင့်ဒီဟာရဲ့ပြစ်တဲ့မြားဟာလူခွင့်ရေးတွေဘာတွေမဟုတ်ဘူးတခြားနေရာကိုပြစ်တာအဲ့တော့ပြောရရင်မြန်မာပြည်မှာဟလာခုနပြောသလိုအနောက်တကားမှာဆိုရင်ဟလာဒီဟိုနေ့တွေကဘင်္ဂလီတွေကသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေရာတွေလိုချင်တယ်လို့တခြားနေရာတွေမှာရှိတဲ့ဒီခရစ်ယာန်တွေကလည်းသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလိုချင်နေတယ်ကျွန်တော်ဒါကိုပြောချင်တာဒါကြီးတစ်ချောင်းလုံးသုံးသပ်လို့မကောင်းလို့အဲ့တော့ဒါတွေကိုကျွန်တော်တို့အမြဲပြောတယ်မြန်မာနိုင်ငံမှာဘုရားဘာသာကိုးကွယ်တဲ့လူကြီးများနေလို့ဘာသာတိုင်းကလွတ်လွတ်လပ်လပ်နေလို့ရနေတာလို့ကျွန်တော်အမြဲပြောတယ်အကယ်၍တခြားဘာသာတစ်ခုခုကတာသူတို့မြန်မာပြည်မှာကြီးစိုးသွားရင်ဗုဒ္ဓဘာသာလည်းလွတ်လွတ်လပ်လပ်နေလို့မရဘူးအဲ့တခြားဘာသာဝင်တွေလည်းလွတ်လွတ်လပ်နေလို့ရမှာမဟုတ်ဘူးကျွန်တော်ဒါကိုအမြဲပြောတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတချို့ဟာတွေကိုသုံးသပ်ရင်တောင်းဆုံဖို့လိုအပ်တယ်တောင်းဆုံဖို့လိုအပ်တယ်တမိုင်းကြောင်းလေးနည်းနည်းသိဖို့လိုအပ်တယ်ဒါမှသာကျွန်တော်တို့ကဟလာကျွန်တော်တို့ public ကိုဘာလုပ်ရမလဲဘာတွေဖြစ်နေပြီလဲဆိုတော့ကျွန်တော်တို့ပြကြတယ်ဟိုအရင်တော့ခင်ဗျားတို့ဟိုနေ့ဖြစ်လိမ့်မယ်ဘာလဲကျွန်တော်တို့တချင်းဆိုရပါ season 1တို့ season 2တို့ဟိုနေ့လွတ်သွားတာရှိတယ်ဒီအာနာမထိန်ခင်အဲ့ဒီတစ်ဖွဲ့လုံးကိုခင်ဗျားတို့ကြည့်အားလုံးကခရစ်ယာန်တွေကြီးပဲသူတို့ရဲ့မြန်မာလူအဖွဲ့အစည်းကိုထိုးဖောက်တဲ့ပုံစံနဲ့တခြားလူတွေရဲ့မြန်မာလူအဖွဲ့အစည်းကိုထိုးဖောက်တဲ့ပုံစံမတူဘူးကျွန်တော်တို့အဲ့ဒါကြောင့်လို့မြန်မာလူအဖွဲ့အစည်းဟာမာရမယ်ဒါပေမဲ့ flexible ဖြစ်ရမယ်ဟုတ်လားကျွန်တော်မာတယ်ဆိုတော့ဥပမာဖြင့်တန်လုံးကလည်းမာတာပဲတန်မဏိဂျိုးကလည်းမာတာပဲဒါပေမဲ့ကျွန်တော်အမြဲပြောသလိုလက်ရှိယာယီသမ္မရာကြီးလို့ယာယီသမ္မရာကြီးကစိတ်တက်ကောခွန်အောင်အကုန်မာတယ်ဒါပေမဲ့ तू ကတန်မဏိဂျိုးလို့မာတာခွေလို့ရတယ်ခောက်လို့ရတယ်ဒါပေမဲ့တော့တော့မဆန်းနဲ့အဲ့ဒါမျိုးတန်ချောင်းကြတော့အမာကြီးခံတာပေါ့ဗျာကျွန်တော်တို့ကဘာလဲဆိုတော့မြန်မာလူအဖွဲ့အစည်းကဒီကနေ့အနေထားမှာနိုင်ငံတကာမှာတော်လာလှုပ်ရှားနေရပြီမြန်မာလူအဖွဲ့အစည်းကိုဟုတ်လားပုံသဏ္ဍာန်မျိုးမျိုးနဲ့ဘယ်လိုခေါ်မလဲပုံစံဖြတ်နေတဲ့အုပ်စုတွေကမြန်မာလူအဖွဲ့အစည်းတွင်းမှာရှိနေတယ်အဲ့ဒါကြောင့်မြန်မာလူအဖွဲ့အစည်းကဘာလဲဆိုတော့ကျွန်တော်တို့ကဟုတ်လားဒီယာယီတမန်ကြီးပြောသလိုပဲပညာတက်ရမယ်အမြင်ကျရမယ်အတွေ့အကြုံများရမယ်စိတ်ရှည်ရမယ်ကျွန်တော်တို့ကရှူရှူတိုင်းတိုင်းလုပ်လို့မရဘူးအမုန်းတရားထားလို့မရဘူးလက်စားချေစိတ်ထားလို့မရဘူးကျွန်တော်ပြောချင်တာမြန်မာလူအဖွဲ့အစည်းမှာရှိတဲ့သူတွေအကုန်လုံးဟာဘယ်လိုခေါ်မလဲပျော့ပြောင်းရမယ်မာကြောရမယ်ဒီလိုသွားရမယ်ဗျကျွန်တော်တို့အဖက်ဖက်ကတိုက်ခိုက်ခံနေရတယ်မြန်မာလူအဖွဲ့အစည်းကစီးပွားရေးအရနိုင်ငံရေးအရစစ်ရေးအရဘာသာရေးအရနိုင်ငံတကာဆက်ဆံရေးအရဒါတွေတိုက်ခိုက်ခံအဲ့တော့ကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းကကျွန်တော်ဘာသာချပြီးမပြောဘူးနော်ဘာသာသုံးပါဝင်ပါတယ်ကိုယ်ဘာသာအတွက်ပဲဟလာကိုဟိုနှင်းဖြစ်တယ်တခြားလူကိုမတိုက်ခိုက်ချင်တဲ့တခြားဘာသာဝင်တွေလို့ကျွန်တော်တို့က
ဘယ်လိုခေါ်မလဲဒါမြန်မာလူဖွဲ့စည်းပါပဲတချို့ကကြတော့ဒီဘာသာရေးပြဿနာကိုဖန်တီးခြင်းနေတဲ့အုပ်စုတွေဘာသာတိုင်းမှာအစွန်းရောက်တွေရှိတယ်ကျွန်တော်ပြောချင်တာအဲ့ဒါတွေပြောနေတာတချို့အစွန်းရောက်တွေကတော့စနစ်တကျကိုမြန်မာလူဖွဲ့စည်းကိုဖြိုချဖို့ကြိုးစားနေတဲ့အစွန်းရောက်တွေရှိတယ်ဘာသာတိုင်းမှာရှိတယ်ဘာသာတိုင်းမှာရှိအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကနိုင်ငံချစ်တဲ့လူတွေကိုယ့်ဘာသာကိုကိုယ်တကယ်လေးစားတဲ့လူတွေဝိုင်းပြီးတော့ကာဝယ်ဖို့လိုအပ်တယ်ဒီအချိန်မှာကျွန်တော်တို့ HP တွေဟလာခုနကျွန်တော်ပြောသလိုတကယ်ကို revenge တွေဟလာဒီအမုန်းတရားတွေလက်စားချီလို့စိတ်တွေဒါတွေနဲ့ကျွန်တော်တို့ရှေ့ဆက်သွားလို့မရအောင်ကျွန်တော်တို့ကဟလာတစ်ချက်တူတစ်ချက်ပေါင်းပေါ့နော်ဘလို့တူရှင်တွဲနေထိုင်ကြမလဲဆိုတဲ့စိတ်ဓာတ်တွေနဲ့သွားရလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူဖွဲ့စည်းကတော့အတိုက်ခိုက်ခံနေရအောင်မှာပဲလို့เนาะကျွန်တော်ဒီလိုသုံးသပ်ရင်လည်း3ရက်2လ2026ခုနှစ်အတွက်နေ့စဉ်သတင်းသုံးသပ်ချက်ကိုကျွန်တော်ဒီမှာဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါဗျ